ထိုင်းတပ်မတော်ကြီး RTA ကတော့ဒီအခုပုံထဲမှာမြင်ရတဲ့ M48A5 တင်ကားတွေကိုဆက်သုံးမှုအတွက်ဘတ်ဂျက်အသစ်ကျလာပါပြီဒီတင်ကားအဟောင်းတွေဟာဆိုရင်လေဆာစနစ်တွေထပ်ပြီးတော့တိုးချက်တက်ဆင်မှာဖြစ်ပါတယ်ဒီတင်ကားတွေဟာတမိုင်းတစ်လျှောက်မှာဆိုရင်ဒီကမ္ဘောဒီးယားနဲ့တိုက်ခဲ့တဲ့တိုက်ပွဲတွေကမ္ဘောရှားနဲ့တိုက်ခဲ့တဲ့တိုက်ပွဲတွေမှာဆိုရင်ကမ္ဘောရှားမှာတုံးဆွဲနေတဲ့တီ99တရုတ်တင်ကားတွေနဲ့ရင်ဆိုင်တဲ့အခါမှာဒီတင်ကားတွေဟာအမေရိကန်စွမ်းရည်ကိုပြသနိုင်ခဲ့တဲ့တင်ကားတွေလည်းဖြစ်ပါတယ်ဒီအမေရိကန်ထုတ်တင်ကားဟောင်းတွေကိုသူတို့ဆက်ပြီးတော့ပြုပြင်မှုအတွက်ဒီ2029မှာဘတ်ဂျက်ထပ်ကျလာပြီဖြစ်ပါတယ်ဒီဘတ်ဂျက်အသစ်ကိုတော့ဒီ2029ဘတ်ဂျက်အသစ်ကိုတော့ဘယ်လိုခွဲဝေထားလဲဆိုရင်ဒီ M48A5 တင်ကားတွေကိုတော့လေဆာစနစ်တွေတက်ဆင်မှာဖြစ်ပြီးတော့ရထားခန့်မှန်းကြီးဘတ်ဂျက်16တန်းခန့်ရှိပါတယ်ယူကရိန်းကထုတ်တဲ့ BMO Plot D B4 တင်ကားတွေကိုတော့ဘတ်68တန်းသုံးဆွဲမယ်လို့အကြမ်းမြင်သိရပါတယ်နောက်တစ်ခုကတော့ M113 တန်ကြပ်ကာလူတင်ရင်တွေရဲ့စက်အင်ဂျင်တွေပြုပြင်ခြင်းကိုလည်းဘတ်83တန်းကသုံးဆွဲမှာဖြစ်ပြီးတော့ယူကရိန်းကထုတ်ထားတဲ့ BTR3 ဒီဘိန်းတက်တန်ကြပ်ကာရင်တွေကိုလည်းပြုပြင်မွမ်းမံရမှာဖြစ်ဖို့အတွက်ပတ်တန်း100လောက်သုံးဆွဲမယ်လို့သိရပါတယ်ဒီထဲမှာတော့အခြားအသစ်ဝယ်ယူမဲ့စီးရင်ထဲမှာတော့ခရမ်းမိကြောင်မျိုးစုံနဲ့ဒီလက်နက်ငယ်မျိုးစုံလည်းပါပါတယ်တော့ကျွန်တော်တို့ဒီစရင်ကာတန်ကြပ်ကာရင်တွေကင်းထောက်ဟယ်လီကော်ပတာတွေနဲ့ဒုံးပစ်လောင်ချာများထပ်ဝယ်မယ်လို့လည်းသိရပါတယ်ဒီထိုင်းကြည့်တဲ့ရဲ့သတင်းရင်းမြစ်တွေအရာကတော့လက်ရှိဖြစ်ပျက်နေတဲ့နေဆက်အခြေအနေများကြောင့်ဒီနေ့မှာစစ်လက်နဲ့အသစ်ဝယ်ယူခြင်းထက်ဆိုင်ရင်ပေါ့နော်ဒီဟယ်လီကော်ပတာတွေတန်ကြပ်ကားတွေတန်ကြပ်ရင်နဲ့အင်ဂျင်နီယာသုံးကိရိယာတွေကိုပြုပြင်ထိန်းသိမ်းမှုအတွက်ဒီဘတ်ဂျက်ကိုပုံမှုသုံးဆွဲသွားမယ်လို့ကနဦးသိရှိရပါတယ်